လုံးသောယောဂီသူတော်စင်များမိမိတို့သသုံးသက်သာဖြစ်မဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူလိုက်ကြရအောင်ဘုံတော်ယခုရှုမှတ်နေတဲ့တရားကဟောဒီထိုင်နေတဲ့ခန္ဓာကိုယ်ကြီးသည်ဘသူပါလဲဆိုတဲ့အဖြေထောက်နေတာယခုလောတင်ပလင်ခွဲဘယ်ဘက်လက်ပုံမှညံဘက်လက်တင်မျက်လုံးကလေးကိုမှိုက်ပြီးတော့ထိုင်နေတဲ့သူသည်ဘသူပါလဲဘာကြောင့်တလို့ဖြစ်နေတာပါလဲပြောတော့ငါမဟုတ်ဘူးနဲ့ပြီးတော့ငါပဲလုပ်နေရတာငါပဲထိုင်ရတာငါပဲထားရတာဒါတွေဟာဘသူပါလဲအရင်ဆုံးဘုံတို့တာယခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးရဲ့သဘောတဘာဝကိုအရင်စီစစ်နေကြတယ်အဲ့ဒါတွေပြီးတော့မှဟိုဘက်ကနန္တရားတွေရောက်လာတဲ့အခါတော့မှငါဘလို့မဟုတ်ဘူးလေဆိုတာအလုံးကွက်ကွက်ကွင်းကွင်းမြင်သွားလိမ့်မယ်ဒါဖြင့်ယခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးဘာနဲ့တည်ဆောက်ထားသလဲဘာကြောင့်ဒီလိုကြီးထွားကြီးရင့်လာတာပါလဲတကယ်တော့ပထမပါတဲ့ပစ္စည်းကသေးသေးလေးရေစက်ကလေးတစ်စက်လောက်ပဲယောဂီများစပ်ပြီးတော့ပရိသန္တေစနေတုန်းကသေးသေးလေးဘာကြောင့်ကြီးရင်သွားတာတော့အာဟာရကြောင့်လေးပါသလိုအဓိကဒီမှာပြောကျင်တာကရေနဲ့မီးကြောင့်ဟောဒီခန္ဓာကိုယ်ဟောဒီရေစက်ကလေးတစ်စက်မှာပါတဲ့ပစ္စည်းကမြေဓာတ်ပါတယ်ရေပါတယ်အပူအေးဓာတ်ပါတယ်လေဓာတ်ပါတယ်အဲ့ဒီမှာအဓိကတရားခံဘသူလဲလို့မေးရင်ဟောရေနဲ့မီးဒီလိုပြောရလိမ့်မယ်ရေကပွားအောင်ဖွာတယ်မီးကရင့်အောင်လုပ်တယ်ရေကပွားအောင်သာဖွားပြီးတော့မီးကရင့်အောင်မလုပ်ရင်ယောဂီတော့အမြုပ်လို့ဖြစ်နေမှာပေါ့ဒီလိုအယိုးတွေအသားတွေဘယ်မှမလဲရေကလည်းပွားအောင်မလုပ်ဘဲနဲ့မီးကပဲရင့်အောင်လုပ်တယ်ဆိုရင်လေဒီလောက်ကြီးလာစရာအကြောင်းမရှိပြန်ဘူးဒါကြောင့်ရေကပွားအောင်ဖွားတယ်မီးကရင့်အောင်လုပ်တယ်လေကတော့တဏှာနဲ့တဏှာရွေ့အောင်လုပ်တယ်ပထဝီကတရားအဖြစ်ရပ်တည်ပေးတယ်အဲ့ဒီအကောင်တွေအဲ့ဒီလိုလေပတ်နေတဲ့အတွက်ကြောင့်ဟိုးရေစက်ကလေးတစ်စက်ကနေပြီးတော့ယခုအချိန်ထိဒီလိုအကောင်ကြီးဖြစ်တဲ့အထိပေါ့ကြီးရင်လာလိုက်ကြတာဒါဖြင့်အဲ့ဒီခန္ဓာကိုယ်ကဘာတွေထွက်သလဲနာကျင်ကြိတ်ခဲတာတွေထွက်တယ်မာရာပြုတ်တာလေးတာပေါ်တာကျန်တာရှို့တာတွေထွက်တယ်အဲ့ဒါကဒီ characteristic of ပထဝီအဲ့ဒါပထဝီရဲ့လက္ခဏာပထဝီဆိုတဲ့မြေဓာတ်ပါလို့အဲ့ဒီမြေသဘောပြန်ထွက်တာရေနွေးဖြစ်ထားတဲ့ခွက်အပြင်ကကန်ကြည့်ရင်ပူတယ်ပူခြင်းဒီ characteristic ပဲအဲ့ဒါလက္ခဏာရေခေးရေထစ်ထားတဲ့ခွက်အပြင်ကကန်ကြည့်အေးတယ်အဲ့ဒါလက္ခဏာပဲရေရဲ့လက္ခဏာယခုလည်းပဲအဲ့ဒီလိုပဲတဲ့ရေရဲ့လက္ခဏာကနာကျင်ကြိုက်ခဲတာမာရာပြုတ်တာလက်ကလေးနဲ့ကန်ကြည့်ရင်မာရင်မမာရင်ပြုတ်လက်ကလေးနဲ့မတ်ကြည့်တာလေးရင်လေးမလေးရင်ပေါ့လက်ကလေးနဲ့ပေါ့ကြည့်တာကျင်းရင်ကျင်းမကျင်းရင်ရှုပ်အဲ့ဒီလိုဖြစ်တာတဲ့ဒါဆိုရင်
ယောဂီတို့ရဲ့ခန္ဓာကိုယ်ဒီမှာထွက်ပေါ်တဲ့ပစ္စည်းကနာကျင်ကြိုက်ခဲတာတွေထွက်မယ်နောက်ပြီးတော့လေတွေထွက်မယ်ရေတွေထွက်မယ်လေတွေတော့တွန်းကန်တာတွေထွက်မယ်အပူအေးတွေထွက်မယ်ပေါ့အလုံး၄မျိုးအဲ့ဒီ၄မျိုးထွက်ပေါ်လာလို့ဒီမျိုး၄မျိုးနဲ့တိဆောက်ထားမှသိရတယ်ပြီးတော့အဲ့ဒီ၄မျိုးစလုံးသည်သူ့အလုံးသူလုံးနေကြတယ်အဲ့ဒါကိုကြည့်ပြီးတော့ဒိဋ္ဌိခွာတော့မယ်အဲ့ဒီဒီတကယ်တော့ဒိဋ္ဌိမခွာရသေးဘူးအရင်ဆုံးဘုံဘုံတော့ကသက်ကာယဒိဋ္ဌိဒီစကလုံးနှလုံးမှာသက်ကာယကိုသိချာကြည့်လိုက်တယ်တန်တောကာယောသက်ကာယောထင်ရှားရှိတဲ့ခန္ဓာကိုထင်ရှားရှိတဲ့ခန္ဓာကိုဘာပါလိမ့်ဘလို့ဖြစ်နေတာပါလိမ့်ဩပထဝီကဒီလိုဖြစ်တယ်အာဘောတေဇောဝါယောကဒီလိုဖြစ်တယ်လို့သဘောပေါက်လိုက်တော့ဒါဆိုရင်ဒီအကောင်တွေဟာငါကစေခိုင်းမယ်ဟဲ့ပထဝီရဲ့ဒီလိုလို့အာဘောရဲ့ဒီလိုလို့စေခိုင်းကြည့်မရဘူးဟောမရရင်တကယ်တော့ငါလည်းမဟုတ်ပါလားဒီကောင်တွေဒီလိုလောက်ထားပါလားလို့အဲ့ဒီမှာနားလည်လိုက်ခြင်းဒီ understanding ဖြစ်ခြင်းဒီအဲ့ဒါဒိဋ္ဌိခွာတာပဲဒါကြောင့်ဒိဋ္ဌိခွာဖို့အတွက်အရင်ဆုံးသက်ကာယကိုအရင်သဘောပေါက်ရမယ်တကယ်ရှိတဲ့ခန္ဓာရဲ့သဘောတဘာဝကိုအရင်သိရမယ်သိပြီးတော့မှအဲ့ဒီမှာဒိဋ္ဌိပြန်ခွာယခုယောဂီတော်သေချာကြည်ထိုင်းနေတဲ့ခန္ဓာကိုယ်ကြီးမအေးပါနဲ့လို့ယောဂီတော်ပြောကြည့်လေမညောင်းပါနဲ့လို့ပြောကြည့်မနာပါနဲ့လို့ပြောကြည့်ရွှေမထွက်ပါနဲ့လို့ပြောကြည့်အသက်မရှူပါနဲ့လို့ပြောကြည့်တခုမှမရဘူးဘာဖြစ်လို့တော့ငါမဟုတ်လို့ငါမဆိုင်လို့ငါမပိုင်လို့ဒါဆိုရင်ယောဂီအပေါင်းသူတော်ကောင်းတို့ကမိမိရဲ့ယခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးကိုအဘောကလှမ်းကြည့်လို့အဝိကလှမ်းကြည့်လို့မြင်တယ်လို့မျိုးကြည့်ပြီးတော့ယခုလို့ထိုင်နေတဲ့ခန္ဓာကိုယ်ကြီးဒီပစ္စည်း၄မျိုးနဲ့တည်ဆောက်ထားတာအဲ့ဒီပစ္စည်း၄မျိုးကိုလည်းပဲကိုယ်တဘောကိုလိုပြင်ပါမှပြောဆိုတမ်းမြင့်ထင်းရှုပ်လို့မရတဲ့အတွက်ကြောင့်ငါမဟုတ်တာငါဆိုရင်ရမှာပေါ့သာသောသမီးဆိုမွေးမြူထားတဲ့မိဘတော်မှကိုယ့်ရဲ့သားသမီးဘလောက်ပဲဆိုပြောလို့ရသေးတယ်ယခုတော့အဲ့ဒီလိုလေပြောလို့မရဘူးတဲ့အဲ့ဒီလိုလေပြောလို့မရဘူးဒါကြောင့်ငါမဟုတ်ပါယောလားငါမဟုတ်ပါယောလားလို့ယောဂီများသုံးသပ်ကြည့်စဉ်းကျင်ကြည့်ဝေဖန်ကြည့်မိမိရဲ့ခန္ဓာကိုယ်ကြီးကိုရှုံငုံပြီးတော့မိမိမဟုတ်ကြောင်းတရားလေးသုံးသပ်ပေးပါတရားလေးမျိုးလုံးထဲမှာမြင်အောင်ဉာဏ်ထဲမှာမြင်အောင်သုံးသပ်ပေးပါမိမိရဲ့ခန္ဓာကိုယ်ကြီးကိုရှုံငုံပြီးတော့အာယုံပြုပါမိမိရဲ့ခန္ဓာကိုယ်ကြီးကိုရှုံငုံပြီးတော့ကြည်မြေရင်မိလေဆိုတဲ့ဒီပစ္စည်းလေးပါးနဲ့တည်ဆောက်ထားတဲ့ခန္ဓာကိုလေကလည်းတွန်းကန်မယ်ထောက်ထားမယ်ကျေစိုးဆိုတဲ့မိကယဉ်ကျေးအောင်လုပ်မယ်
အာဘောဆိုတဲ့ရေကတော့ပွားအောင်ဖွားမယ်ပထဝီကတော့တရားဖြစ်ရပ်တည်ပြီးတော့အဲ့ဒါဟောရေစက်ကလေးတစ်စက်ကနေပြီးတော့ဒီကောင်တွေအလုံးလုံရင်းကြီးထွားလာလိုက်တာဒီကောင်တွေလုံရင်းကြီးထွားလာလိုက်တာလက်စတတ်တော်သဘာဝတရားတွေဒီလိုလုံနေကြခြင်းသာဖြစ်ပါရောလားသဘာဝတရားတွေဒီလိုလုံနေကြခြင်းသာဖြစ်ပါရောလားအသက်မကြီးအောင်လည်းမလုံထားနိုင်ခန္ဓာကိုယ်မအိုအောင်လည်းကိုယ်ကမလုံနိုင်မစွန်းနိုင်အဲ့ဒါကိုသိရတဲ့နဲ့ဩဒါဒီငံပဲဒါဒီငံပဲဘုရားရှင်ကတော့ကိုယ်မပိုင်လို့ကိုယ်မဟုတ်ဘူးငါမပိုင်လို့ငါမဟုတ်ဘူးတဲ့မပိုင်လို့မဟုတ်ဘူးတဲ့ကိုယ်ပြောလို့မရလို့ငါမဟုတ်ဘူးပြောတာတဲ့ဒါပြင်ယခုယောဂီတို့သဘာဝတရားရဲ့အဖြစ်မှန်ကိုတရားမြင်သွားပြီဆိုတော့ဒီပေါ်မှာဒိဋ္ဌိခွာတော့ဟောဒါကြောင့်ငါမဟုတ်ပါရောလားဒါကြောင့်ငါမဟုတ်ပါရောလားငါပြောလို့မရလို့ငါမဟုတ်ပါရောလားငါနဲ့မဆိုင်လို့ငါမဟုတ်ပါရောလားငါကိုငိကွယ်ခြင်းမရှိလို့ငါမဟုတ်ပါရောလားကိုမဟုတ်ဘူးသူ့အလုပ်သူလုပ်နေတာလို့မှတ်ကြည့်အာယုံပြုကြည့်သူ့အလုပ်သူလုပ်နေကြတယ်အဲဒီကထွက်ပေါ်လာတဲ့လက္ခဏာကလည်းသူ့အလုပ်သူလုပ်မြေဆိုတဲ့ဓာတ်တစ်ပါးကနာကျင်ကြိုက်ခဲခြင်းဆိုတဲ့လက္ခဏာနဲ့ထွက်လာလိမ့်မယ်တေဇောဆိုတဲ့ဓာတ်တစ်ပါးကအပူသို့မဟုတ်အေးဓာတ်ကိုထွက်ပေါ်လာလိမ့်မယ်အဘောဆိုတဲ့ရေကယိုစီးဖွဲ့စည်းလိမ့်မယ်ဝါယောဆိုတဲ့လေကအသက်ရှူလိမ့်မယ်ဖောင်းပိန်လိမ့်မယ်တွန်းကန်ဖြစ်နေလိမ့်မယ်တွန်းသဘောကန်သဘောဖြစ်နေလိမ့်မယ်တရားလေးအာယုံပြုကြည့်သူအပိုင်းနဲ့သူဟာနဲ့သူသွားတဲ့အခါမှာတရားလေးအာယုံပြုကြည့်မယ်တတိကလေးကပ်ပြီးတော့အေးချင်းချင်းကြည့်ပါမယ်မိမိရဲ့ခန္ဓာကိုယ်ကြီးကိုရှုံငုံပြီးတော့ကြည့်ပါမယ်တတိကလေးကပ်ပြီးတော့ကြည့်ပါမယ်ဒီခန္ဓာကိုယ်ကြီးကိုဘာနဲ့တိဆောက်ထားသလဲမြင်အောင်ကြည့်ပါတိဆောက်ထားတဲ့ပစ္စည်းအလျော်စွာထွက်ပေါ်လာတတ်တဲ့လက္ခဏာတွေကလည်းမျိုးစုံထွက်လာနိုင်မယ်အဲဒီထွက်ပေါ်လာတဲ့လက္ခဏာတို့ကိုအဲဒီပစ္စည်းတို့ကိုယောဂီတို့သဘောယောဂီတို့အလိုပြင်းဘာမှပြောဆိုတားမြစ်လို့မရဘူးဘာမှပြောဆိုတားမြစ်လို့မရဘူးသူ့သဘောသူ့သဘာဝအတိုင်းသူ့လို့သူလုံးနေကြပါရောလားလို့တရားလေးအာယုံပြုပါ
န္ဓာကိုယ်ကြီးတည်ဆောက်ထားတဲ့သဘောတဘာဝသူတို့အလုံးလုံးနေတဲ့သဘောတဘာဝအပြင်ကိုထွက်ပေါ်လာလေးရှိတဲ့လက္ခဏာဒါလေးတွေကိုလှစ်ပတ်ပြီးတော့အာယုံစိတ်ပါမယ်အင်းရဲ့ခန္ဓာကိုယ်ကြီးကိုအပြင်ကနှမ်းကြည့်လို့အမြင်ကတဏှာကနှမ်းကြည့်လို့မြင်တယ်လို့မျိုးကြည့်ထားပြီးတော့ဟိုရေစက်ကလေးတစ်စက်လောက်ကနေယခုအရှင်ရွယ်တိကြီးရင်လာခြင်းဒီဓာတ်လေးပါအရှင်ရှင်ယေရှုပြုကြလို့ပါယောလားဒီကောင်လေးရှင်းရှင်းအလုံးလုံးနေကြလို့သာဖြစ်ပါယောလားလို့အာယုံပြုကြည့်မိမိရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုရှုံငုံပြီးတော့ကြည့်ပါယခုထိုင်နေတဲ့ခန္ဓာကိုယ်ကြီးဘာတွေနဲ့တည်ဆောက်ထားပါလဲမြေရည်မိလေဆိုတဲ့ပစ္စည်းလေးမျိုးနဲ့တည်ဆောက်ထားတယ်အဲ့ဒီထဲမှာလည်းပဲမြေကတစ်မျိုးရေကတစ်မျိုးမိကတစ်မျိုးလေကတစ်မျိုးမတူတဲ့အရာဝတ္ထုလေးခုကိုပေါင်းစပ်ပြီးတော့တည်ဆောက်ထားတယ်။မြေကတစ်မျိုးလက္ခဏာထွက်မယ်ရေကမိကလေကတစ်မျိုးစီလက္ခဏာတွေထွက်လိမ့်မယ်။မိမိရဲ့တတိကလေးကိုခန္ဓာထဲမှာကတ်ထားမိမိရဲ့စိတ်ကလေးကိုခန္ဓာထဲမှာကတ်ထားထိုင်နေလှော့တဲ့အနေထားတည်တတ်အောင်လေကတောင်းခံပေးထားတာလေကတောင်းခံပေးထားတယ်သူ့အလုပ်သူလုပ်နေကြတာနော်ကိုလုပ်ရတာတစ်ခုမှမပါဘူးကိုလောက်ရတာတစ်ခုမှမရှိဘူးတဲ့ဒါကြောင့်ဟောဒီခန္ဓာကိုယ်ရည်တည်ငမဟောဟောဒီခန္ဓာကိုယ်ရည်တည်ငမဟောဒါဖြင့်ယခုမိမိတို့စင်ကြယ်တဲ့ဣရိယာပုတ်ဖြင့်နိုင်ဝဲလောက်ဆက်လက်ကျင့်သုံးမယ်ထိုင်လို့ဖြစ်စေသွားလို့ဖြစ်စေစဉ္ကြံကမ္မထံဖြင့်ဖြစ်စေခန္ဓာကိုယ်ထဲမှာတတိကလေးတွေရှာကပ်ပြီးတော့ဉာဏ်ထဲမှာတကယ်တရားထင်သွားအောင်ဟောကောင်တို့ရဲ့သဘာဝဟောကောင်တို့ရဲ့တက္ကရာဘလို့ရှိတယ်လေဒါလေးကိုရင်တရားမြင်ရင်ကိုမဟုတ်ကြောင်းပို့ပြီးတော့ထင်ရှားလာလိမ့်မယ်။ဟုတ်ရင်ကိုယ့်ရဲ့အစွန်းတတ္တိလိုဘာလိုဖြစ်နေတယ်။ကိုယ့်ရဲ့အစွန်းတတ္တိမဟုတ်ကြောင်းဟောကောင်တို့ရဲ့အစွန်းတတ္တိဖြစ်ကြောင်းအဲ့ဒါယောဂီတို့တရားစွာစီစစ်ပါ